modern ကကို less ကပြီးပြီးတော့ငါလည်း rest ဖြစ်လာ rest ရမယ်ဆိုမှကွာလိုင်းရက်လို့ခဏလေးရက်နေတဲ့အချိန်မှာကိုယ့်ထက်လိုင်းရက်တဲ့ကိုရနေလာတယ်ဒီကဒါဝါကြီးတဲ့ဒေကြီးဝင်လာတယ်ငါလည်းဒါလေးကောက်စားခဲ့ရတာပေါ့ဒါပေမဲ့ဘုမမရှိတဲ့ကိုရှိလေးဒါလေးဝင်ခံတယ်ဒီကဘလို့ရောက်လာပြီးတော့ချက်ချင်းရောက်လာသူ့ဒါဝါထဲမှာဆိုတော့ကွာဒီတိုင်းလေးပြန်ဖက်လာလိုက်တာပေါ့အဲ့ချိန်မှာငါသူကငါ့ကိုကိုယ်ဝင်ရအဲ့လည်းဘတ်ချက်လေးပြင်ပြီးဒါလေးခံတယ်ဒါကိုဒီကောင်ကဆက်ရိုက်နေတယ်ကွာပြေးကွာအဲ့နဲ့ပတ်စလေးပွန်လာကွာအဲ့ကောင်တစ်ချက်ထောင်းရတယ်ကျုံတွေးပုံစံနဲ့ပြန်ပြေးသွားတယ်ဒီကောင်တွေးတဲ့တုံးနဲ့ပြန်တော့ငါလည်းဒါဝါထဲထိဝင်ချဖို့ဒါဝါထဲရောက်ခံကြမှာပဲလိုင်းရက်ကွက်ပြီးလိုက်ငါလည်းပထမလေးပြန်ဝင်လို့ဒီလိုပဲဒါဝါထဲမှာရိုက်ခံတယ်လေလန့်ခရီးလေးတွေရှင်းပြီးတော့ကွာပြန်လာတဲ့အချိန်မှာငါတို့ရဲ့တန့်ကွာဖေးရအတင်းဝင်ရငါရောက်လာဆိုတော့ဒီကောင်မသိဘူးအဲ့စကစ်တီလေးနဲ့ထင်းလိုက်ပြီးတော့သူ့ကိုပတ်စစ်ပုံနဲ့တစ်ချက်ထောင်းလိုက်ခါရရှော့အဲ့မှာကသူ့ကိုလာကူတဲ့တန့်ရတယ်နော်အဲ့လိုတွေးလို့ဆိုပြီးဒီလိုဖြစ်ရတယ်ကြားနေထင်းကြတယ်နော်ကောင်ရှေ့ရကွာ emote တွေပါရေးရတာအဲ့နဲ့ငါလည်းတစ်ခါလေးဝင်ရတယ်ကွာ scale မပွင့်နေတယ်တာဝဲထိလိုက်တက်ပြီးလဲဒီမှမရှိရဖေးကွာငါတွေးတဲ့ကောင်ကရော့နေတော့နာမည်ထူးကြီးရင်ရိုက်တော့ငါလည်းအဲ့နဲ့ပြန်ချပေးတယ်သူရတို့ရှာနေတော့အချက်ကိုစောစီးတုံးလိုက်တော့အချက်ကမရှိရင်တော့အာဒီခုံလိုက်တော့နော်သူ့အပြေးအဲ့မှာဘက်စစ်တစ်ချက်ရိုက်ရတယ်သူ့ရဲ့ဒီကောင်တစ်ကောင်လောက်ချမ်းတယ်အဲ့လိုအတူတူဖြစ်တော့အဲ့မှာရက်နေနေဆိုငါလည်းလေးတော့ပြည့်တဲ့အချိန်မှာဖီယာငါရဲ့တာဘောကိုခိုးချိုးနေအဲ့အာဒီပုံပြီးပြီးတော့ဒေးတယ်နော်သူလည်းအပြေးမြန်တယ်ကွာအဲ့ကောင်အာဒီဒီပါလေးကခုံပြီးတော့ပြေးရဆိုတော့ငါလည်းမမီတော့ဘူးဒီကောင်ကနေရဲကြီးငါရှိနေအောင်လည်းပြည်သူနဲ့အင်မတန်ပတ်စားသူ့ဆယ်ရိုက်တယ်အဲ့ကောင်ကအာဒီဖွင့်ပြီးတော့ငါ့ကိုပြန်ရိုက်တယ်ငါပတ်စစ်ဒီကိုပုံနာပါနေတယ်ခန်းချက်တွေဖွင့်ထားတယ်ခန်းချက်တွေဖွင့်ထားပြီးသူ့အကြည့်ပြန်တယ်ငါဒီကောင်နိုင်တော့ဆိုရင်ပတ်ပြေးရတယ်ပတ်စစ်တွေပွင့်နေပတ်စစ်တွေချက်ပြန်ထောင်းလိုက်ပတ်ပြေးလိုက်လို့သူ့ရဲ့သူကတို့တယ်ကျွန်တော်ငါတို့ဘက်ကမင်းလည်းရောက်လာပြီးတော့ကောက်သွားတယ်အဲ့ပါဆုပ်ဆိုနေတော့လက်ကငါလေးယူလိုက်ရတယ်။အဲ့ငါတို့ဘက်ကတန်းကိုဟို enemy player ကြီးကလိုက်ဖြဲနေတယ်ငါလည်းဝင်ပြင်းလိုက်ရတယ်။ဒီကောင်ဘလုံးဝမနိုင်တော့ဘူး။ဆိုတော့နဲ့ချက်ပဲထောင်းတော့ဆိုငါလည်းဘယ်မှမရှိထင်ဘူးတော့လည်းထိုးလို့အဲ့မှာ enemy ကအဖက်လိုက်ကြီးကြောက်လာဒီကောင်ငါအကြိုက်ပေါ့ငါတုံးကတော့ချောင်းလို့ဒီ CP ခေါ်တဲ့ဒေးတို့လမ်းသွားတယ်။အဲ့ဘာမှလုပ်မရဘူးခါလေးရက်နေ။ငါတိချပြန်ကြည့်ရောကွာကွက်တီကွာစစ်ခုံလိုက်တဲ့အချိန်ကြောင့်ပဲပြန်290ဖြစ်။နောက်ပြန်ရှင်လာတော့ငါကလည်းချောင်းပြီးအော်ဒါလေးဖြတ်ပြီးတော့နှကောက်တော့ရှိနေတဲ့အတဲ့ကွာအမှန်မရှိစစ်ကြီးခုံကြီးနေတယ်။ဒီရလေးကတစ်ချက်ဖြတ်ပြီးလိုက်တယ်။အဲ့တော့ enemy ဘက်ကအုပ်စုလိုက်ကြီးရောက်လာ။ငါလည်းမစမန်ကိုကြိုးရောနဲ့ဝင်သွားလိုက်တယ်။အဲ့မှာစတန်ဒီပေါင်းစုံကြီးငါလေးရှေ့ပတ်စစ်အကြည့်နဲ့မထောင်းလိုက်ရဘူးလို့ထင်တာပဲ။အမှန်မရှိရဘူးရောကမနေနဲ့ဘာနဲ့လာချာသူ့ဖက်ပြီးအနီးဘက်ကဟိုကြတယ်ပတ်ဆက်ဆွဲစတော့စစ်ခုံတော့အဟုတ်ပဲကွာခုံးချိုက်တော့ဘယ်သူမှလည်းမမိရနဲ့ငါလည်းပတ်ပြရတာပေါ့နော်အဲ့မှာအတင်းလိုက်လာတဲ့ enemy hyper ကိုဖြတ်ပေးလိုက်တယ်ကိုကရောင်နေတဲ့အချိန်မှာကိုဘက်ကတင်းရဖြစ်တယ်ဖြစ်အဲ့ဒီစားချင်းကြီးစစ်ခုံထိုးတာကတော့ကောင်းဝင်နေအဲ့နဲ့မိတဲ့ကောင်တစ်ခါလေးတစ်ချက်ပဲထောင်းလိုက်တော့ပြတ်သွားတယ်။ကိုလည်းစတန်ပေါင်းစုံမျိုးကြီးလစ်တာ။အဲ့ဒါကကိုဘက်ကဟိုကောင်ကိုတင်ရအောင်ဒီတော်လေးကျန်းနေရဆိုတော့သူကအတင်းဝင်ချလိုက်တယ်တော့ဒီမှာငါတို့ဘက်ကဒီမှာကိုယ်ပြတ်သွားတယ်။ Victory! အဲ့ဒါကိုမစတားဝင်တူတာပေါ့